အားလုံးပဲမင်္ဂလာပါရှင်ပမာတိုင်းကြပါတာဖြင့်တည်င်းတင်ဆက်မှုအစီအစဉ်မှပြန်လည်ကြိုဆိုလိုက်ပါရရှင်ယခုညတက်ဆက်ပေးကြမယ့်တည်င်းအကြောင်းအရာတွေကတော့ဂျာပူမလိယန်ဒေတာတွေစစ်ကောင်စီတပ်မှစစ်လေယာဉ်နှစင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့တည်ပူကြောဖမာဒေတာအနည်းဝင်ကျင်တွေမှာစစ်ကောင်စီတပ်ကလက်နက်ကြီးများရန်တမ်းပစ်ခတ်နေတဲ့တည်နဲ့မြလေပြည်သူများမန်ဂျေဒေတာဘက်စစ်ပေးတင်းရှောင်နေရတဲ့တည်တွေကိုကျွန်မမွန်းကြကနေတင်ဆက်ပေးတော့ပါမယ်ရှင်တိုက်ပွဲတွေနေတိုင်းလိုဖြစ်နေတယ်မြစ်ချနာဘမော်လမ်ပိုင်းဂျာပူမလိယန်ကျေးရွာဘက်တွေမှာဩဂုတ်လလေးရက်နေ့လေပိုင်းလောက်မှာအကြံဖက်စစ်ကောင်စီတပ်ဖွဲ့တွေစစ်လေယာဉ်နှစီနဲ့ဘုံကျဲတက်ခတ်ခဲ့တာတွေရှိပါတယ်။၎င်းဒေတာအရက်တွေမှာလွန်ခဲ့တဲ့ဇွန်လလဆန်းရက်ကစပြီးစစ်ကောင်စီတပ်နဲ့ KIA တပ်ဖွဲ့တို့နေတိုင်းလိုတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီးစစ်ကောင်စီတပ်မှ၎င်းအရက်ဒေတာတွေကိုစစ်လေယာဉ်နဲ့ဘုံကျဲတက်ခိုက်တာနှစ်ကြိမ်မြောက်ဘုံကျဲတာဖြစ်ကြောင်းသိရပါတယ်။မြစ်ချနာပေါ်မော်လန်ရှိနတ်ဆန်ရန်မှာလေဩဂုတ်လနေ့ရက်နေ့မနက်မဒီယံဘက်မှလှုပ်ရှားလာနေတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကို KIA တပ်ဖွဲ့ကခုခံတက်ခိုက်ရမှအပြင်းအထန်တပ်ပွဲဖြစ်ပွားခဲ့ပြီးယခုချိန်တွင်နှစ်ဖက်စလုံးစစ်ရေးအခြေအနေတင်းမာနေကြောင်းကိုလည်းသိရပါတယ်။ KIA တပ်မ8တပ်ရင်း9ဒေတာမှာမလိခဘက်စင်ဘိုစစ်ကောင်စီတပ်ဖွဲ့တွေကိုဩဂုတ်လ3ရက်နေ့တွင် KIA တပ်ဖွဲ့တွေကလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခတ်ခဲ့တာတွေရှိပြီးတည်င်းအပြည့်အစုံကိုတော့ဆက်လက်စုံစမ်းလက်ရှိကြောင်းကိုလည်းသိရပါတယ်ရှင်ပူတောဖက်မာဒေတာအနီးဝန်းကျင်တွေမှာယခုလအစောပိုင်းကတည်းကစစ်ကောင်စီတပ်တွေကလက်နက်ကြီးရန်တမ်းပစ်ခတ်တာတွေဆက်တိုက်ပြုလုပ်လာတာကြောင့်ပြည်သူများကြောက်ရွံ့တုန်လှုပ်နေတယ်လို့သိရပါတယ်စစ်ကောင်စီတပ်ဘက်မှစစ်အင်အား100ကျော်ဟာဖက်မာကျေးရွာဘက်သို့နေ့စဉ်လှုပ်ရှားသွားလာမှုတွေပုံမှန်လှုပ်ဆောင်နေရုံတာမကကျေးရွာတွင်စကန်ချနေထိုင်ပြီးပြည်သူတွေကိုစစ်ဆေးမြင်းမြန်းတာတွေ၆လန့်တာတွေလှုပ်ဆောင်နေပြီးကျေးရွာအနီးဝန်းကျင်တွေကိုလည်းလက်နက်ကြီးရန်တမ်းပစ်ခတ်မှုတွေမကြာခဏလှုပ်ဆောင်နေတာကြောင့်ပြည်သူများဟာလုံခြုံရေးအတွက်စိုးရိမ်စရာဖြစ်နေတယ်လို့ဒေတာခန်တွေထံကသိရှိရပါတယ်စစ်ကောင်စီဘက်ကယခုလိုကျေးရွာအတွင်းစကန်ချနေထိုင်နေပြီးစစ်အင်အားသုံးမြင့်မှုတွေပုံမှန်လှုပ်ဆောင်နေတာကြောင့်တိုက်ပွဲဖြစ်လာပါကပြည်သူတွေပဲထိခိုက်နစ်နာမှာကိုလည်းစိုးရိမ်နေကြပါတယ်။လွန်ခဲ့တဲ့ဧပြီလတွေမှာလည်းစစ်ကောင်စီတပ်ဖွဲ့နဲ့ KIA, KPDF တပ်ဖွဲ့တို့စွန်ဘရာဘုံခရိုင်တယန်းစုမိုင်းထောင်ဇုတ်ခါဘက်တိုက်ပွဲတွေဖြစ်ပွားပြီးနောက်စစ်ကောင်စီတပ်တို့ကပူတောလုံရှာယန်ဒေတာတို့လှုပ်ရှားတွာလာမှုတွေပုံမှန်လှုပ်ဆောင်နေပြီးဖောင်မာကျေးရွာဘက်တွေကိုလည်းလက်နက်ကြီးရန်တမ်းပစ်ခတ်တာတွေစစ်အားထပ်တိုးတာတွေလှုပ်ဆောင်နေတယ်လို့ဒေတာခန်တွေထံကသိရှိရပါတယ်ရှင်မလိခအနီဝင်းကျင်ရှိကျေးရွာဒေတာဖြစ်သောမြလေကျေးရွာပြည်သူတွေဟာဩဂုတ်လဆန်းရက်ကစပြီးမန်ဂျေဘက်တို့စစ်ပေးသိမ်းရှောင်နေရတယ်လို့သိရပါတယ်စစ်ကောင်စီတပ်တွေကရွှေကိုဒေတာဘက်စစ်ကြောင်းထိုးစစ်ဆင်မှုတွေပုံမှန်လှုပ်ဆောင်နေတာကြောင့် KIA တပ်ဖွဲ့နဲ့တိုက်ပွဲဖြစ်လာမှာကိုစိုးရိမ်နေကြပြီးပြည်သူတွေကလုံခြုံတဲ့ဒေတာဘက်ကိုသိမ်းရှောင်နေကြရတယ်ဖြစ်တယ်လို့ဒေတာခန်တို့ထံကသိရှိရပါတယ်။မြလေကျေးရွာနောက်စင်ခန်းကျေးရွာထိပ်မှာစစ်ကောင်စီတပ်ကစကန်ချနေထိုင်ပြီးမလိခဘက်မှာလည်းစစ်အင်အားစစ်ကြောင်းထိုးမှုတွေပုံမှန်လှုပ်ဆောင်နေတာကြောင့် KIA တပ်ဖွဲ့တွေနဲ့အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်တဲ့ကိုလေဒေသခံပြည်သူတွေထံကသိရှိရပါတယ်။မန်ဂျေဘာရာရဲ့အတင်းတော်ကနဲ့စစ်ပေးသိမ်းရှောင်နေတဲ့ပြည်သူတွေကိုနေရေးစာရေးတွေကိုပြင်ဆင်ပေးတာတွေရှိပြီးစစ်ပေးသိမ်းရှောင်နေတဲ့အချိန်ကာလအကြာမြင့်လာပါက၎င်းကိုရင်ထောက်ပံ့မှုတွေအတွက်လည်းဆွေးနွေးတာတွေပြုလုပ်နေကြတယ်လို့သိရပါတယ်ရှင်။ပမာတိုင်းတာပါတာဖြင့်တည်င်းတင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုနာဆင်တို့ပရိသတ်အပေါင်းရွှေလန်းချမ်းမြေ့ကြပါစေရှင်။